ဇိမ်ခံပစ္စည်းအယောင်းဆိုင်တစ်ခုမှာမန်နေဂျာဖြစ်သူကဝန်ထမ်းတွေကိုစုရက်ခိုင်းပြီးတယောက်ချင်းစီအတွက်ရရှိမဲ့ကော်မရှင်က100%နဲ့သတ်မှတ်ထားတဲ့တာဂက်အထိရောင်းရင်ဘောနက်ရမယ်လို့မှာကြားလိုက်ပါတယ်ဝန်ထမ်းအားလုံးကလည်းဟုတ်ကဲ့ပါဆရာလို့တညီတညွတ်ထဲပြန်ထူးကြပါတယ်အဲ့ဒီနောက်ရမင်းတယောက်အားတက်တရောနဲ့အလုပ်လုပ်နေတာကိုကြည့်ပြီးမန်နေဂျာကသူကအလုပ်ကြိုးစားတာပဲမစိုးပါဘူးလို့စိတ်ထဲကချီးကျူးမိပေမဲ့ဝန်ထမ်းဟောင်းဖြစ်တဲ့တီတာကတော့ရမင်းကိုမနာလိုတဲ့မျက်လုံးတွေနဲ့ကြည့်ပြီးငါကဒီမှာအယောင်းရဆုံးဝန်ထမ်းပဲဘသူကမှဒီနေရာကိုလူယူခွင့်ပေးမှာမဟုတ်ဘူးလို့မောက်မာစွာတွေးနေပါတယ်အဲ့ဒီအချိန်မှာဝယ်သူတယောက်ရောက်လာပြီးဒီလက်ကောက်ကဘလောက်လဲလို့မေးလိုက်ပါတယ်ရမင်းကဝယ်သူကိုဝန်ဆောင်မှုပေးဖို့ပြင်ဆင်ရင်ဒီလက်ကောက်လေးကတော့လို့စကားဆက်လိုက်စင်မှာပဲတီတာကကြားဖြတ်နှောက်ယှက်ပြီးရမင်းဟိုဘက်ကမှန်တွေကိုတွားတုတ်ဆန်းလို့အမိတ်ပေးလိုက်ပါတယ်ရမင်းကကျမဝယ်သူကိုအရင်ကူညီပေးလိုက်ပါရစေလို့ပြောပေမဲ့တီတာကရန်လိုတဲ့အမူအရာနဲ့ငါတုတ်ခိုင်းရင်တုတ်ရမယ်လေလို့ငေါငန်းလိုက်ပြီးတွန်းထုတ်လိုက်ပါတယ်လဲကြတော့မဲ့အချိန်မှာပဲရမင်းတယောက်သူမထင်မှတ်ထားတဲ့သူကိုမြင်လိုက်ရပြန်ပါတယ်အဲ့ဒီလူကတော့စီသူဖြစ်ပါတယ်ရမင်းကစီသူသူကဒီကိုဘာလာလောက်တာလဲလို့စိတ်ထဲကနေထိတ်လန့်တုန်လှုပ်စွာရေရွံ့မိပါတယ်စီသူဟာမင်းကကိုဝင်ရှိနေတာတောင်အပြင်မှာပစ္စည်းတွေလိုက်ရောက်နေတုံပဲလားလို့တွေးမိရင်မင်းမှာပတ်စံတွေအဲ့ဒီလောက်တောင်ကုန်သွားပြီလားလို့မေးလိုက်ပါတယ်ရမင်းကတော့သူ့ရဲ့အမေးကိုကြားပြီးသူငါ့ကိုတကယ်ပဲမုန်းနေတာထင်တယ်လို့စိတ်မကောင်းစွာတွေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲတခြားဝန်ထမ်းတွေကစီသူကိုမြင်သွားပြီးမစ္စတာစီသူဒီကိုရောက်နေတာပဲအဲ့ဒီကိုတွားကြအောင်လို့ပြောဆိုရင်ဝိုင်းအောင်လာကြပါတယ်မန်နေဂျာဖြစ်သူကလည်းမစ္စတာစီသူကျွန်တော်တို့စီကိုရောက်လာတာဂုဏ်ယူစရာပါပဲလို့ဖားရပြီးနှုတ်ဆက်ပါတယ်တော်တာကလည်းစီသူရဲ့ခံရမှုကိုမေးကြည့်ရင်မင်္ဂလာပါမစ္စတာစီသူလို့မျက်နှာချိုသွေးပြီးနှုတ်ဆက်လိုက်ပါတယ်မန်နေဂျာကကျေးဇူးပြုပြီးဒီမှာထိုင်ပေးပါဦးမစ္စတာစီသူလို့နေရာပေးနေပါတော့တယ်အယောင်းဆိုင်ရဲ့မန်နေဂျာဖြစ်သူကအချိန်ကတော့တကယ်ကိုကွက်တိပါပဲကျွန်တော်တို့စီကိုယတနာတစ်လေးအခုတင်ရောက်ထားလို့ပါမစ္စတာစီသူကိုပြသပေးဖို့တယောက်ကိုလှမ်းခေါ်ပေးပါမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတီတာကဒီအခွင့်အရေးကိုလက်လွတ်မခံပဲညူတူတူအတန်နဲ့မစ္စတာစီသူကျမကဒီဆိုင်ရဲ့စွမ်းဆောင်ရည်အကောင်းဆုံးအယောင်းဝန်ထမ်းပါလို့ပြောရင်စီသူကိုအထင်ကြီးအောင်စူးစမ်းပါတော့တယ်ဒါပေမဲ့စီသူကတော့သူမကိုကြည့်တောင်မကြည့်ပဲမင်းမဟုတ်ဘူးလို့ညှင်းဆိုလိုက်ပြီးတော့တခြားတယောက်ကိုခေါ်လိုက်လို့ထပ်ပြောလိုက်ပါတယ်မန်နေဂျာကအံ့ဩသွားပြီးဒါဆိုဘသူကိုအစားထိုးပြီးအစီခံခိုင်းစေချင်ပါတလဲလို့မေးလိုက်ပါတယ်အဲ့ဒီအခါစီသူကရမင်းရှိရာကိုလက်ညှိုးထိုးပြပြီးသူမကိုလို့ရွေးချယ်လိုက်ပါတယ်မန်နေဂျာကမယုံနိုင်စွာနဲ့သူမကကျွန်တော်တို့ကုမ္ပဏီကိုအခုမှရောက်ခါစားလူတစ်လေးပါရမင်းဒီကိုလာခဲ့ပါလို့ခေါ်လိုက်တဲ့အခါရမင်းရဲ့စိတ်ထဲမှာတော့သူကငါ့ကိုမုန်းနေတာမဟုတ်ဘူးလားဘာလို့ငါ့ကိုမှရွေးရတာလဲလို့တအံ့တော့တွေးနေမိပါတယ်အဲ့ဒီအချိန်တီတာကတော့မနာလိုစိတ်နဲ့သူမမလုံနိုင်ပါဘူးလို့ပြောလိုက်တဲ့အခါစီသူကဘာလို့သူမမလုံနိုင်ရမှာလဲလို့မေးခွန်းထုတ်ပါတယ်တီတာကဒီနေ့ကသူမအတွက်ဒီမှာပထမဆုံးနေ့ပဲလေသူမကကျမတို့လုပ်ငန်းအကြောင်းကိုဘာမှမသိသေးဘူးလို့ပြောဆိုလိုက်ပါတယ်အဲ့ဒီအချိန်မှာစီသူကသူမကိုစိုက်ကြည့်ပြီးငါရဲ့ကောင်မလေးနဲ့ပတ်သက်လာရင်ဘာလို့ရမယ်ဆိုတာကိုငါ့ကိုလာပြီးညွှန်ကြားတာမျိုးအခွင့်မပေးနိုင်ဘူးလို့စိတ်ထဲမှာတွေးနေခဲ့ပါတယ်ရမင်းကလည်းကျမလုံနိုင်ပါတယ်လို့ယုံကြည်ချက်ရှိရှိပြောလိုက်ပါတယ်သူမကစီသူကိုကြည့်ပြီးမစ္စတာစီသူထာဝရကျေပွင့်ဆိုတာကတော့အယောင်စင်းတောက်ပတ်ဆိုပြီးလာတဲ့အပြာရောင်စိမ့်တပွင့်ဖြစ်ပါတယ်လို့ကျွမ်းကျင်ပိုင်နိုင်စွာရှင်းပြလိုက်ပါတယ်ရမင်းရဲ့အရေးချင်းကိုသဘောကျသွားပြီးမန်နေဂျာနဲ့တခြားဝန်ထမ်းတွေကလက်ခုပ်တီးချီးကျူးလိုက်ပါတယ်တီတာကတော့မယုံနိုင်ပဲနင်ကဓာရီအားလုံးကိုဘလို့လုပ်သိနေတာလဲလို့အော်ဟစ်မေးမြန်းပါတယ်ရမင်းကတော့ကျမဒီကိုလာတဲ့လမ်းမှာတင်ဓာရီကိုလေ့လာထားပြီးသားပါလို့ပြန်ဖြေလိုက်ပါတယ်စီသူရဲ့စိတ်ထဲမှာတော့ငါသူမကိုနောက်ထပ်မတွေးချင်တော့ဘူးလို့ဆုံးဖြတ်ထားပေမဲ့တွေးလိုက်ရတဲ့အခါတိုင်းသူမစီကိုပဲငါစိတ်တွေကဆွဲဆောင်ခံနေရတာပဲလို့တွေးပြီးရင်ခုန်နေမိပါတယ်စီသူကမန်နေဂျာကိုခမားတို့ဆိုင်မှာအယောင်းဝန်ထမ်းတယောက်ကဒီမှာဒီလောက်တောင်အော်ဟစ်ရဲနေတာလားတကယ်ကိုစိတ်အနှောက်အယှက်ဖြစ်စရာပဲလို့ပြောဆိုလိုက်ပါတော့တယ်မန်နေဂျာဟာတီတာကိုကြည့်ကမင်းမစ္စတာစီသူရဲ့ရှေ့မှာတော့ဒီလောက်အထိရိုင်းဆိုင်လုပ်ရဲတယ်ပေါ့လေမင်းကိုအလုပ်ထုတ်လိုက်ပြီလို့ပြောလိုက်ပါတယ်တီတာဟာကျမအလုပ်ထုတ်ခံလိုက်ရပြီလားဟင်ကျေးဇူးပြုပြီးအဲ့လိုမလုပ်ပါနဲ့လို့အတနာခံပေမဲ့ဘယ်သူမှဂရုမစိုက်ကြပါဘူးတခြားဝန်ထမ်းတွေကတော့ဝမ်းသာအားရနဲ့သူကနေတိုင်းငါတို့ရဲ့ဝယ်သူတွေကိုလူယူဖို့ပဲတည်တာလေအခုလိုဖြစ်သွားတာသူနဲ့ထိုက်တန်ပါတယ်လို့ဝိုင်းပြောကြပါတယ်မန်နေဂျာကတီတာကိုမောင်းထုတ်လိုက်ပြီးနောက်ရမင်းဘက်ကိုလှည့်ကရမင်းမစ္စတာစီသူကိုမင်းပဲတာဝန်ယူပေးလိုက်ပါဦးလို့ရင်ကြေးကြေးမှကြားလိုက်ပါတယ်မန်နေဂျာကအားလုံးလူစုခွဲကြတော့လို့ပြောပြီးလူစုခွဲလိုက်တဲ့အခါအခန်းထဲမှာရမင်းနဲ့စီသူတို့နှစ်ယောက်တည်းကြံရစ်ခဲ့ပါတယ်ရမင်းကစိတ်ကိုတည်ငြိမ်အောင်ထားပြီးဒါတွေကတော့ကျမတို့ဆိုင်မှာရှိတဲ့ယတနာပစ္စည်းတွေအားလုံးပါပဲရှင့်အနေနဲ့ဘသူကိုလက်ဆောင်ပေးခြင်းလို့လဲဟင်ကျမအကောင်းဆုံးအကြံပြုပေးနိုင်ပါတယ်လို့မေးလိုက်ပါတယ်အဲ့ဒီအခါစီသူကရမင်းကိုစိုက်ကြည့်ပြီးငါရဲ့ကလေးကိုပေးဖို့ပါလို့ပြန်ဖြေလိုက်ပါတယ်အဲ့ဒီစကားကြောင့်ရမင်းဟာရင်ထဲမှာဟာခနဲ့ဖြစ်သွားပြီးသူ့မှာကလေးရှိနေပြီလားသူ့မွေးနေ့ပွဲတုန်းကအဖိုးဖြစ်သူစီစဉ်ပေးတဲ့တထေးသမီးတွေနဲ့တွေ့ဆုံပွဲတွေကတကယ်ပဲအောင်မြင်သွားတာထင်တယ်လို့စိတ်မကောင်းစွာနဲ့တွေးနေမိပါတယ်စီသူကရမင်းရဲ့အမူအရာကိုအကဲခတ်ရင်ငါကလေးနဲ့ဘလို့ယတနာမျိုးကအတင့်တော်ဆုံးဖြစ်မယ်ထင်လဲလို့ထပ်မေးလိုက်ပါတယ်ရမင်းဟာသူမရဲ့ခံစားချက်တွေကိုမျိုးသိပ်လိုက်ပြီးဟုတ်ကဲ့ပါမစ္စတာစီသူဒီဘက်ကိုကြွပေးပါဦးရှင်လို့ပြောရင်းလက်ဆောင်ရွေးချယ်ပေးဖို့လမ်းပြခေါ်ဆောင်သွားပါတော့တယ်